အချစ်စစ်ဆိုတာကပါလေအချစ်စစ်ဆိုတာကရုပ်ရှင်တွေစကားတွေမှာလိုမျိုးပေါ်ပြတဲ့မော်ဆန်ဆန်ခန်းစားချက်တစ်ခုပဲလားဒါမှမဟုတ်အချစ်ဆိုတာကတကယ်မော်ဆွမ်းအားလားအချစ်စစ်နဲ့တွေ့ခဲ့ရင်တကယ်ပဲငါတို့ရဲ့ပြဿနာတွေကပျောက်ကွယ်သွားမှာလားရိုမန်တစ်ဆန်တဲ့အချစ်ကအရန်ရိုးရှင်းနေဆိုရင်လူတွေကဘာလို့အခုချိန်ထိအချစ်စစ်ကိုပိုင်ဆိုင်ဖို့ခက်ခဲနေကြရတာလဲဟယ်လိုပန်းပြင်းကျွေး channel မှာကြိုဆိုပါရစေဒီဗီဒီယိုကတော့လက်တွေ့ဆန်တဲ့အချစ်ကဘယ်လိုမျိုးလဲလူတွေကအချစ်ကိုဘယ်လိုမျိုးယုတ်တိမရှိအောင်ဖော်ပြနေကြတယ်လဲ relationship တည်မြဲဖို့ဘယ်လိုမျိုးတစ်ဖက်သူကိုချစ်တတ်အောင်တင်ယူရမလဲပြီးတော့တကယ်ပဲပျော်ရွှင်တဲ့ relationship တစ်ခုကိုတည်ဆောက်ဖို့အချစ်တစ်ခုတည်းနဲ့ပြီးဆုံးသွားပြီလားအချစ်တစ်ခုတည်းနဲ့လုံလောက်သွားပြီလားကိုဆွေးနွေးတင်ပြသွားမှာဖြစ်ပါတယ်ဒီဗီဒီယိုကိုမစခင်ကြိုတင်ပြောပြချင်တာကအပန်းက relationship advice နဲ့ပတ်သက်ပြီးဆရာမကြီးလည်းမဟုတ်တယ်လို့အပန်းပြောတဲ့အရာတွေပဲတရားရခိုင်နှုံးမှန်တယ်လို့ဘယ်တော့မှမပြောခဲ့ပါဘူးပြီးတော့ဒီနေ့ဗီဒီယိုကသိပ္ပံပညာအရာအချက်အလက်ကြကြနဲ့ပြောတော့မှမဟုတ်ပဲနဲ့ philosophy အတွေးခေါ်အရာသာပြောတော့မှဖြစ်ပါတယ်ရုပ်ရှင်တွေတခြင်းတွေဝတ္ထုတွေကအချစ်ဆိုတဲ့အရာကြီးကိုလုံးဝအဆုံးအထိမခံမဲနဲ့ဖြူစင်တက်ရှင်စွာပုံဖော်ကြတယ်ဝတ္ထုတွေထဲမှာဆိုရင်အချစ်ဆိုရင်ဘယ်လိုစရမယ်ဘယ်လိုလာရမယ်ဘယ်လိုအဆုံးတက်သွားရမယ်ဆိုပြီးမှတကယ်ပဲလုံးဝပြည့်စုံနေတဲ့အဆုံးတက်မျိုးပြည့်စုံနေတဲ့အစမျိုးအဖြစ်ပုံဖော်ကြတယ်အချစ်ဆိုတဲ့အရာကြီးကိုလုံးဝအထိမခိုက်ခံဘူးလွမ်းနေရမယ်ပျော်နေရမယ်ကိုယ့်ရဲ့ခံစားချက်တွေကိုတခြားသူပြောဖို့အတွက်ကိုယ့်ရဲ့ရည်မှန်းချက်တွေကိုစွန့်လွတ်အနစ်နာခံပေးရမယ်အချစ်ဆိုတဲ့အရာကြီးကိုလုံးဝအဆုံးထိမခံကြဘဲနဲ့ပုံဖော်ကြတယ်အကယ်၍စာရေးဆရာတယောက်ကအချစ်စစ်ကိုသူဖြစ်ရမှန်ဇုံတဲ့တွဲရနေပြီးမှရေးသားတယ်ဆိုပါဆိုသူရေးလိုက်တဲ့ဇုံတဲ့တွဲရအချစ်ကအရန် perfect ဖြစ်တယ်အရန်နဲ့မှနားလည်မှုရှိတယ်တယောက်နဲ့တယောက်အကုန်နားလည်နိုင်တယ်အဲ့ဒီဆုံတွဲရအပြင်မှာတကယ်ရှိတယ်ဒါပေမဲ့စာရေးဆရာမသိခဲ့တာကအဲ့ဒီဆုံတွဲရနောက်ွယ်မှာ तू မသိသေးတဲ့အကြောင်းအရာတွေအများကြီးရှိနေသေးတယ်အခုခေတ်လူတွေရဲ့ချစ်ပုံချစ်နည်းကရုပ်ရှင်ဇာတ်လမ်းတွေကိုမိခိုပြီးတခြားသူကိုချစ်ပြနေရတယ်အကယ်၍အဲ့ဒီရုပ်ရှင်ဇာတ်လမ်းတွေတော့မရှိခဲ့ရင်ငါတို့ကလည်းအချစ်ဆိုတာယူဘာမှသိမှာမဟုတ်တခြားသူကိုဘယ်လိုချစ်ရမလဲဆိုတာလည်းသိမှာမဟုတ်ဖူးစာရှင်နဲ့တွေ့ရင်အချစ်စစ်နဲ့တွေ့ရင်အဲ့ဒီဖူးစာရှင်ကငါ့ကိုငါရဲ့ဖြစ်တည်မှုအတိုင်းလက်ခံပေးနိုင်ရမယ်ငါ့ကိုနားလည်ပေးနိုင်ရမယ်ငါ့ကိုပျော်ရွှင်မှုတွေယူလာပေးနိုင်ရမယ်အကယ်၍ငါတည့်ရမှာအချစ်စစ်နဲ့တွေ့ခဲ့ရင်ငါတက်လုံးရလာခဲ့တဲ့ trauma တွေကိုငါရဲ့အချစ်စကားကုစားပေးလိုက်မယ်ငါရဲ့အခက်အခဲတွေ तू ကအဝေးဆုံးယူဆောင်သွားပေးလိုက်မယ်အဲ့လိုမျိုးထင်ကြတယ်ဒါပေမဲ့အဲ့ဒါကတကယ်ပဲဖြစ်ကောဖြစ်နိုင်ရဲ့လားလူတွေကအချစ်ဆိုတာကြီးကိုဆန်ချိန်ဆန်တော့အမြင့်ကြီးတွေနဲ့အပေါ်မှာထားတယ်ဒါပေမဲ့အချစ်စစ်ဆိုတာကြီးကိုတကယ်ပိုင်ဆိုင်ဖို့အတွက်လက်တွေ့ကြတဲ့နီလန်းတွေကကြတော့မထားပေးကြဘူးအဲ့ဒီစာရေးဆရာနာမည်ကတော့ तू ကပြင်တစ်ဆိုတော့ခေါ်ရခဲ့တယ် तू လွန်ခဲ့တဲ့6နှစ်ကရေးခဲ့တဲ့ဆောင်းပါးတစ်ခုကပေါက်သွားတယ် तू ရေးခဲ့တဲ့ဆောင်းပါးကလူတွေထင်နေတဲ့စိတ်ကူးရင်အချစ်ကို तू ကလက်တွေ့ကြရိုက်ချိုးပြလိုက်တယ်လို့ပဲသူရေးခဲ့တဲ့ခေါင်းစဉ်ကပါလဲဆိုတော့တရင်ဆိုးအနေနဲ့ကိုအခုလက်ထပ်ထားတဲ့သူကကိုယ့်ရဲ့ဖူးစာရှင်အမှန်မဟုတ်နေနိုင်ဘူးဒါပေမဲ့တရင်ကောင်းကကြတော့လောကကြီးမှာဖူးစာရှင်ဆိုတာမရှိဘူးလူတွေကအချစ်စစ်ဆိုရင်ပြည့်စုံနေရမယ်ငါရဲ့ပြဿနာတွေဖြေရှင်းပေးနိုင်ရမယ်ငါတက်လုံးကလေးဘွားကနေရခဲ့တဲ့ trauma တွေငါအရင်ကြီးစားကရခဲ့တဲ့ trauma တွေငါရဲ့အချစ်စစ်ကငါ့ကိုကုသပေးလိုက်မယ်ငါရဲ့ပြဿနာတွေအဝေးဆုံးယူဆောင်သွားပေးလိုက်မယ်ငါကနှွေးထွေးမှုတွေကျင်နာမှုတွေပျော်ရွှင်မှုတွေနဲ့ပဲအဆုံးသတ်ရလိမ့်မယ်လို့ထင်ကြတယ်ဒါပေမဲ့လူတွေမေ့နေကြတဲ့အရာတခုက nobody is perfect ဘယ်သူမှ perfect ဖြစ်မနေဘယ်သူမှလည်းပြည့်စုံမနေဘူးလူတိုင်းလူတိုင်းကိုတရက်အကောင်းဆုံးပုံစံဖြစ်အောင်စူးစမ်းကြတယ်ကိုဘလောက်စူးစမ်းကိုက perfect ဖြစ်လာမှာမဟုတ်တယ်လို့ကိုယ့်ရဲ့ဖူးစာရှင်ကလည်းစူးစမ်းနေဒါပေမဲ့ तू ကလည်း perfect ဖြစ်နိုင်မှာမဟုတ်တခါတလေလူတွေကဘာလို့ချစ်တာလဲဆိုတော့လူတွေကသူတို့ကိုပျော်အောင်လုပ်ပေးတာကိုသူတို့ကချစ်တာလူတိုင်းကဖူးစာရှင်ကိုလိုချင်တယ်လူတိုင်းက right person ကိုလိုချင်တယ်ဒါပေမဲ့ကိုတိုင်းကတခြားသူအတွက်ဖူးစာရှင်အမှန်မဖြစ်ပေးကြအောင်အခုခေတ်မှာလူတွေကဖူးစာရှင်ရှာရမယ်အချစ်စစ်ရှာရမယ်အဲ့ဒါကိုဝင်ထုတ်ဝင်ပိုးကြီးတစ်ခုလိုမျိုးခံစားနေရတယ်ကြွေငါငေါ့ဂယူဆိုင်ပေးတဲ့ရီစားနဲ့မတွေ့ဒါငါအချစ်စစ်နဲ့မထိုက်တန်လို့ငါဖူးစာရှင်နဲ့မထိုက်တန်လို့ဆိုကိုစိုက်ကိုတွေဝင်ကြတယ်မသိရင်ဖူးစာရှင်စင်ဒရုံရနေတဲ့အတိုင်းပဲပြီးတော့အခုခေတ်မှာလူတွေကတယောက်နဲ့တယောက်စိတ်ချလက်ချစိတ်ရဲလက်ရဲမချစ်ရဲကြတော့လူတိုင်းကထပ်နာကျင်ရမှာကိုကြောက်တယ်လူတိုင်းကထပ်ဖောက်ပြန်ခံရမှာကြောက်တယ်လူတိုင်းကထော့စစ်လူနဲ့ပြန်တွေ့ရမှာကိုကြောက်ကြတယ်ကိုယ့်ရဲ့လူညံ့မှုတွေဖော်ပြရမှာကြောက်တယ်ကိုယ့်ရဲ့အတွင်းအခြေအနေကိုလွတ်လပ်မဖော်ပြရဲတော့ကိုယ့်ရဲ့ပါတနာကိုယ့်ရီစားတစ်ခုလောက်လိုက်तू ကထော့စစ်ကြီးလားမသိဘူး तू reflect ကြီးလားမသိဘူး तू နာဆက်ကြီးလားမသိဘူးငါသူ့ကိုဖျက်လိုက်ရမလားငါဖျက်လိုက်ပြီးနောက်တစ်ယောက် right person ထပ်ရှာမလားနောက်ထပ်တွဲတဲ့တစ်ယောက်ကလည်း तू လည်းတစ်ခုလောက်လိုက်तू လည်း reference ပဲအဲ့ဆိုငါသူ့ကိုဖျက်လိုက်အောင်ငါနောက်ထပ် right person တော့ရှာမယ်အကယ်၍အဲ့လိုတစ်ယောက်ပြီးတစ်ယောက်ဖျက်ပြီးဆိုတော့နောက်တစ်ယောက်ထပ်ထားရင်ကိုကလည်း right person ကိုတကယ်ပြန်တွေ့မှာလားအဲ့လိုပြောလို့ toxic ဖြစ်တဲ့သူတွေ reference ဖြစ်တဲ့သူတွေကိုသူတို့ရဲ့ visa ကိုမြစ်တာနဲ့တော့ဖြစ်ပြင်ခိုင်းတာမဟုတ်ဘူးတိထားမှာတစ်ခုကဒီကဘာပေါ်မှာလူတိုင်းကနာဆစ်စစ်ပဲနာဆစ်စစ်အရင်ဖြစ်တာနဲ့နာဆစ်စစ်အရင်မဖြစ်တာပဲကွာနာဆစ်စစ်ဖြစ်ပုံဖြစ်နေတယ်လည်းအများကြီးရှိတယ်လူတွေရဲ့တဘာဝလူတွေကကိုယ့်ကိုကောင်း
င်းတယ်လို့ပဲထင်ကြတယ်ကိုမကောင်းခဲ့တဲ့အရာကို toxic ဖြစ်ခဲ့တဲ့အရာကို reflect ဖြစ်ခဲ့တဲ့အရာကြတော့မမှတ်မိဘူးသူများကြောင့်နင် reflect ဖြစ်တယ်နော်နင် toxic ဖြစ်တယ်နော်သူတို့များရဲ့ကောင်းတာကြောင့်မမှတ်မိဘူးသူများရဲ့မကောင်းတာကြောင့်မှတ်မိရင်လူတိုင်းနီးပါးသူတို့ကိုသူတို့လူကောင်းလို့ပဲမြင်ကြတယ်ကိုယ့်ရဲ့ရီစာကတခုလှုပ်လိုက်ဆိုနင်က toxic ပဲနင်ကတော့ reflect ပဲငါနင်ကိုပြက်ပြီးငါ right person ပဲရှာတော့မယ်နင်ကငါနဲ့မထိုက်တန်ဘူးပါညာကို people ဝင်းကျင်တွေကတငယ်ချင်းတွေကလည်းပြောကြလိုက်မယ်ဒါမှမဟုတ် line ပေါ်လူတွေကပြောကြလိုက်မယ် तू ကအဲ့လိုလုပ်တယ်နော် तू က toxic ကြီး तू က reflect ကြီးသူ့ကိုပြက်လိုက်တော့အချစ်စစ်ကရောက်လာလိမ့်မယ်အကယ်၍နေအချစ်စစ်နဲ့တွေ့နေဒီ relationship လိုမျိုးနေမခံစားရတော့ဘူးနေမနာကြရတော့ဘူးအချစ်စစ်ရောက်ရင်အမြဲတမ်းပျော်ရွှင်ရလိမ့်မယ်အချစ်စစ်နဲ့တွေ့အောင်ဒီလူကိုဖျက်လိုက်တော့ right person ကသူ့အလိုလိုရောက်လာနိုင်မယ် right person ကိုစောင့်နေလိုက်အဲ့တော့သူတို့ပြောသလို right person ကအချိန်မှန်နေရမယ်ကြာသူ့ကိုရောက်လာနိုင်မယ်အဲ့ဒီ right person နဲ့အချစ်စစ်နဲ့တွေ့ရင်ငါတို့ကတကယ်ပဲ relationship မှာလုံးဝအဆင်ပြေချောမွေ့နေမှာလားလုံးဝကြီးပျော်ရွှင်နေရတော့မှာလားလုံးဝနာကျင်မှုတွေအထွန်းလင်းမှုတွေကြောက်ကစားတွေ relationship မှာမရှိတော့ဘူးလားဆိုတော့မဖြစ်နိုင်ဘူးအဲ့လိုမျိုးပြောလို့ toxic ဖြစ်တဲ့သူတွေ narcissist တွေကိုခွင့်လို့တီးခံပေါင်းနေရမယ်လို့မဆိုလို့ဘူး healthy ဖြစ်တဲ့ relationship မှာတီးခံခွင့်လို့မှုကြောက်ကစားတွေရှိတယ်ဒါပေမဲ့ healthy ဖြစ်တဲ့ relationship နဲ့ toxic ဖြစ်တဲ့ relationship ကဘာကွာလဲဆိုရင် healthy ဖြစ်တဲ့ relationship က boundary ရှိတယ် toxic ဖြစ်တဲ့ relationship က boundary မရှိဘူး healthy ဖြစ်တဲ့ relationship ကသူတခုခုအမားလုပ်တယ်ဖောက်ပြန်တာတော့မပြောဘူးနော်သူတခုခုအမားလုပ်တယ်ကိုမကြိုက်တဲ့ဟာမလုပ်ရင်ဆိုသူ့ကိုပြောပြတယ်သူ့ကိုပြင်ခိုင်းတယ် healthy relationship ကအခွင့်အရေးပေးတယ်ဒါပေမဲ့သူ့အခွင့်အရေးကအကန့်အသတ်ရှိတယ်ဒါပေမဲ့ toxic relationship ကအကန့်အသတ်မရှိဘူးသူခဏခဏဒီပုံစံနဲ့လုပ်တယ်ဒါပေမဲ့သူခဏခဏပြန်ခွင့်လို့သူဆက်ခါလုပ်ရင်ဆက်ခါခွင့်လို့တယ်အဲ့ဒါက toxic relationship romantic ဆန်တဲ့အချစ်စစ်နဲ့ပတ်သက်ပြီးမာယွန်းနေတဲ့အရာတစ်ခုမှာပထမဆုံးတစ်ခုကကြတော့ဗာလဲဆိုတော့အချစ်စစ်နဲ့ချင်းရင်လူတစ်ယောက်နဲ့တစ်ယောက် relationship မှာစကားများမှုတွေညှင်းခုန်မှုတွေမရှိတော့ဘာဖြစ်လို့ညှင်းခုန်မှုတွေမရှိတာလဲဆိုတော့ဒီတစ်ယောက်ကောင်းထဲမှာဖြစ်နေတဲ့မကျေနပ်မှုတွေစိတ်ဆိုးမှုတွေကိုပါစက်တစ်ခုမှမလုပ်ဘဲနဲ့ဒီတစ်ယောက်ကအချစ်စစ်ကြောင့်နားလည်မှုရှိတယ်အကြောင်းမလို့စကားများညှင်းခုန်မှုတွေမရှိဘူးအကယ်၍စကားများညှင်းခုန်ပြီဆိုရင်အဲ့ဒီ relationship က romantic မဆန်တော့အဲ့ဒီ relationship ကအချစ်စစ်နဲ့မချစ်ဘူးဘာဖြစ်လို့ဆိုတော့စကားများကြလို့ညှင်းခုန်ကြလို့သူစိတ်ကိုမဖက်နိုင်ကြလို့ဥပမာ relationship မှာကိုမကြိုက်တဲ့အရာတေးသေးလေးတွေရှိတယ်ဥပမာသမင်းစားရင်အတန်ထွက်စားတာလမ်းလျှောက်တဲ့အချိန်ကျခြေတော်မမြောက်ဘဲနဲ့အတန်ထွက်လျှောက်တာအဲ့လိုမျိုးအရာတေးသေးလေးတွေကအစမပြောကြအောင်မပွင့်သေးမတိုင်မိကြဘာဖြစ်လို့ဆိုတော့အချစ်စစ်နဲ့ချစ်နေလို့သူတို့ခွင့်လို့ပေးလိုက်တယ်ဘာမှမပြောဘူးဒါပေမဲ့လူပဲလေကိုတရက်ရက်ပင်ပန်းနေနေကြရင်ကိုတရက်စိတ်ရှုံနေကြရင်အဲ့ဒီအမူအရာလေးကိုတွေးလိုက်ရင်ကိုစိတ်ကရှုံနေပြီကိုတသိလေးဒေါသထွက်နေဒါပေမဲ့တစ်ဖက်လူကတော့မသိသေးဘူး relationship မှာအဲ့လိုပြဿနာတေးသေးလေးတွေကလည်းအစကတည်းကပွင့်လင်းလင်းတိုင်ပင်ရတဲ့မှာပါတယ်အဲ့လိုမျိုးပြဿနာတွေကိုစိတ်ဆိုးတဲ့ချိန်မှာတခါတည်းအကုန်ပေါင်းပြီးမှဆူငေါက်တာမျိုးမဟုတ်ဘဲနဲ့ကိုဘယ်လိုပြောရမလဲကိုယ့်ရဲ့ခံစားချက်ကိုဘယ်လိုမျိုးဖြေရှင်းပေးရမလဲသူသိအောင်ဘယ်လိုပြောရမလဲပူညံလောက်တာမျိုးမဟုတ်ဘဲနဲ့သူနားလည်အောင်ဘယ်လိုပြောရမလဲဆိုတော့လေတင်ယူရအောင်မယ်ကိုကလည်းမပြောကိုပတနာကိုအချစ်စစ်နဲ့ချစ်တိုင်း तू ကကိုယ့်စိတ်ကိုဖတ်နိုင်တာမှမဟုတ်တာအချစ်စစ်ကြောင့် तू ကအချားအမြင်ရသွားတာမှမဟုတ်တာရုပ်ရှင်စကားတွေထဲရလိုမျိုးအချစ်စစ်ကြောင့်မျက်လုံးချင်းနှလုံးစုံလိုက်ရုံနဲ့တယောက်နဲ့တယောက်ကိုတွေးနေတဲ့အတွေးတွေကိုတယောက်နဲ့တယောက်သိသွားမှာမဟုတ်တာနင်ကအချစ်စစ်နဲ့ချစ်ရင်ငါစိတ်ထဲမှာဘာတွေးနေလဲဆိုတာနင်သိနိုင်မယ်ငါဘာကြောင့်စိတ်ဆိုးနေလဲဆိုတာငါပါစက်ကမပြောဘဲနဲ့အချစ်စစ်ကြောင့်နင်ကသိနိုင်ရမယ်အကယ်၍နင်ကငါစိတ်ထဲမှာဘာဖြစ်နေလဲဆိုတာနင်မခံမှန်းနိုင်ဘူးငါရဲ့စိတ်ကိုမဖတ်နိုင်ဘူးဆိုရင်နင်ကငါ့ကိုအချစ်စစ်နဲ့မချစ်လို့နင်ကငါရဲ့ဖူးစာရှင်မဟုတ်လို့နင်ကငါရဲ့ right person မဟုတ်လို့ကိုယ့်ရဲ့ပါတနာကလည်းလူပဲလေအချစ်စစ်ကြောင့်မို့အစွမ်းနေထွက်လာတာမှမဟုတ်တာလက်တွေ့ကြတဲ့အချစ်ကဘယ်လိုမျိုးဖြစ်နိုင်မလဲဆိုတာလေကိုကနည်းနည်းတင်ယူတတ်ရအောင်မယ်ဥပမာကိုကိုချစ်တတ်တဲ့သူတယောက်တခြားသူကိုလည်း healthy ဖြစ်နဲ့ချစ်တတ်တဲ့သူတယောက်ကသူစိတ်ထဲမှာအဲ့ဒီအမှုအကျင့်တွေတွေးလိုက်ရင်ဆိုသူစိတ်ထဲမှာဘယ်လိုခံစားနေရလဲဆိုအရှိအတိုင်းပြောပြတယ်သူများကိုလည်းသူများဥပမာသမင်းစားတာအတန်ထွက်စားနေအဲ့ဒါကိုသူဘယ်လိုပုံစံဖြစ်နေလဲဆိုအမှန်အတိုင်းထောက်ပြတယ်အဲ့ဒါကရေရှည်မှာဆက်ဆံရေးကိုသူကစိတ်ဝင်စားတယ်လို့အဲ့ဒါကိုတချို့သူတွေကနင်ကငါ့ကိုအချစ်စစ်နဲ့ချစ်ရင်နင်ကငါ့ကိုဘာလို့ပြင်ခိုင်းမှာလဲငါ့ရဲ့အမှုကျင့်တွေကိုနင်ကအရှိတိုင်းလက်ခံပေးမှာပေါ့နင်ကအမှုကျင့်တွေမလက်ခံပေးနိုင်ငါသမင်းစားတာအတန်ထွက်တာကိုနင်မလက်ခံပေးနိုင်အဲ့ဆိုနင်ကငါ့ကိုအချစ်စစ်မချစ်လို့နင်ကငါ့ကို toxic ဖြစ်လို့နင်ကငါ့ကိုပြုပြင်ခိုင်းတယ်အဲ့ဆိုရင်နင်ကငါ့ကို toxic ဖြစ်လို့တကယ် view site ပေးတဲ့သူတယောက်ရေရှည် relationship ကိုလိုချင်တဲ့သူတယောက်ကအရှိတိုင်းထုတ်ပြတာပေါ့အကယ်၍ရေရှည် relationship ကိုမစင်စားတဲ့သူတယောက်ကကိုဘလောက်အမားလုံးနေထောက်ပြမှာမဟုတ်စာရေးဆရာပေးတဲ့ဥပမာအရဆိုရင်ငါတို့က first date သွားတယ်အကယ်၍အဲ့ဒီ first date မှာသူ့ရဲ့ရုပ်မျက်နှာအတွင်ပြင်ကိုမကြိုက်ဘူးသူ့ရဲ့အမှုကျင့်နေမကြိုက်ဘူးဆိုရင်ကိုထောက်ပြမှာလားမထောက်ပြကိုတိတ်လေးပဲနေမယ်ပြီးအိမ်ပြန်လာပြီဆိုသူနဲ့ချက်တင်ပြန်ထိုင်အောင်မယ်အချိန်ကျရင်ငါတို့မကြိုက်တဲ့အရာကဘာရှိလဲဆိုသူ့ပြောပြမှာမဟုတ်မပြောပြဘူးလေငါရီးစားမထားချင်နေငါစာပဲလုပ်မယ်နောက်တစ်နေ့ထိုင်းသွားတော့မှအဲ့ဒီလျှောက်ပြောမှာမဟုတ်ကိုမကြိုက်တဲ့အရာကိုထောက်ပြမှာမဟုတ်တခြားသူထောက်ပြချင်ထောက်ပြမထောက်ပြချင်နေငါတို့တော့သွားပြီငါတို့မကြိုက်ဘူးဆိုဘိုင်ဘိုင်ကိုတကယ် queue site လို့ရေရှည်မှာကိုနဲ့လက်တွေ့သွားချင်တဲ့စိတ်ရှိလို့အဲ့လိုလူတွေကကိုယ့်ရဲ့အမောင်ထောက်ပြတာကိုယ့်ကိုပိုကောင်းလာတဲ့လူတယောက်ဖြစ်အောင်လို့သူတို့ကကို
ပြုရင်ပြောင်းလဲပေးချင်တယ်သူများတွေတော့မသိဒါပေမဲ့ကိုရီအရဆိုရင်ကိုရီနှစ်ယောက်စလုံးအတူတူတိုးတက်လာလို့ချင်တယ် relationship မှာအတူတူတွဲတယ်ဒါပေမဲ့နှစ်တိုင်းဒီပုံစံနဲ့မတွားချင်ဘူးတယောက်ကကောင်းလာဆိုနောက်တယောက်လည်းပိုကောင်းစေချင်တယ်အဲ့ဒါမှ healthy ဖြစ်တဲ့ relationship လို့မြင်တယ်ပြီးတော့စာရေးဆရာပြောတဲ့အထဲမှာလူတွေက romantic ဆန်တဲ့အချစ်ကိုလက်တွေ့ကြတဲ့အရာတွေမပေါင်းထည့်ချင်ဘူးဥပမာပတ်စံအကြောင်းပြောရင်အချစ်က romantic မဆန်တော့ပြဿနာတွေအခက်ခဲတဲ့အကြောင်းပြောရင်အချစ်က romantic မဆန်တော့ဝိတ်လျှော့မဲ့အကြောင်းတွေဝိတ်လျှော့တဲ့အကြောင်းတွေသူ့ကိုပိုလာဆင်ချင်လို့ပဲဖြစ်ဖြစ်သူ့ကိုပိုပြီးမှကျမ်းမာစေချင်လို့ပဲဖြစ်ဖြစ်အဲ့လိုမျိုးဝိတ်လျှော့မဲ့အကြောင်းတွေပြောရင်အချစ်က romantic မဆန်တော့ဘာဖြစ်လို့ဆိုလူတွေထင်တာအချစ်စနဲ့ချင်းနေငါ့ရဲ့ဖြစ်တည်မှုအကုန်လက်ခံပေးရမယ်လို့ထင်တာအဲ့လိုမျိုးအကြောင်းတွေလူတွေကပုတ်ပွင့်လင်းလင်းမတိုင်ပင်ချင်အဲ့လိုမျိုးပုတ်ပွင့်လင်းလင်းတိုင်ပင်လိုက်ရင်အချစ်က romantic မဆန်တော့ရင်ခုန်စရာမကောင်းတော့အချစ်ဆိုတာကရင်ခုန်စိတ်လှုပ်ရှားမှုတွေနဲ့ပဲပြည့်နှက်နေရမယ်အချစ်ကအမြဲတမ်းအဆင်ပြေချုံးမွေ့နေရမယ်အဲ့မျိုးကတော့ကစားတွေပါလာအချစ်မစစ်တော့လို့ right person မဟုတ်တော့လို့အချစ်ဆိုတာကအစတစ်ခုပဲရှိတယ်အဲ့ဒီအချစ်ကိုရေရှည်တည်မြဲဖို့ဆိုရင်လက်တွေ့ဘဝမှာရှိတဲ့အခြေခံအချက်လက်တွေကိုပေါင်းထည့်စဉ်းစားမှရမယ်ဥပမာပတ်စံအကြောင်းတစ်ခုပဲစဉ်းစားပြီးလို့လက်ထပ်ရင်လည်းရေရှည်မှာပျော်ရွှင်တဲ့ relationship ကိုမရနိုင်တယ်လို့ပတ်စံအကြောင်းမစဉ်းစားဘဲနဲ့အချစ်တစ်ခုတည်းနဲ့လက်ထပ်ရင်လည်းရေရှည်မှာပျော်ရွှင်နိုင်တဲ့ relationship ကိုရမှာမဟုတ်နှစ်ယောက်မှာတယောက်ကတော့ပတ်စံအတွက်စိတ်ပူမှာပဲပတ်စံကိုဖြုံးချင်လို့ကိုတစ်ကလှုပ်ချင်လို့ပတ်စံအကြောင်းစဉ်းစားတာမဟုတ်ရင်တော့မှအဲ့ဒီအချစ်ကိုလက်တွေ့ဘဝမှာခိုင်ခိုင်မာမာတည်ဆောက်ဖို့အတွက်အခြေခံကျတဲ့အချက်တွေကိုတော့ထည့်သွင်းစဉ်းစားမှရတယ်လေတချို့မိခွန်းတွေက romantic ဆန်နိုင်မှာမဟုတ်တစ်ပတ်မှာတစ်ခါလောက်တစ်လမှာတစ်ခါလောက်ငါနဲ့ကိုဘာတွေစိတ်ဆောင်လုပ်ခဲ့မိလဲနင်ဒီတော့မပြောပြသေးတဲ့အရာတွေတသိပ်လေးစိတ်ဆိုးနေတဲ့အရာတွေတသိပ်လေးစိတ်ကောက်နေတဲ့အရာတွေရှိလားအဲ့ဒီပုပွင့်လင်းတိုင်ပင်ဖို့လို့အဲ့လိုမျိုးတစ်ဖက်သူကမင်းလာတဲ့ခါကြရင်ကိုကမရှက်မကြောက်ပဲနဲ့ဘယ်လိုပြောပြရမလဲဆိုတာပြောတတ်ဖို့လည်းလူသေးရဲ့ယောက်ျားလေးတွေကလည်းသူတို့မာနာကြောက်သူတို့ယောက်ျားဆိုတဲ့မာနာကြောက်သူတို့ဘာဖြစ်လဲဆိုတော့တေးချေချာမပြောပြဘူးမိန်းကလေးတွေကလည်းသူတို့အချစ်သူတို့စိတ်ကိုဖက်နိုင်ရမယ်အကြောင်းမလို့လည်းမပြောပြကြအောင်တခါတလေ main ကလေးတွေစိတ်ဆိုးတဲ့အရာအရန်ကလေးဆန်တယ်စိတ်ဆိုးရတဲ့အကြောင်းရင်းကိုပြောပြရင်တော့မှအရန်ရှက်စရာကောင်းတယ်အရန်ကလေးဆန်လို့ဒါပေမဲ့အဲ့လိုအစ်စ်နေရပဲ relationship ကိုခိုင်မာအောင်တည်ဆောက်ပေးရ healthy ဖြစ်တဲ့ relationship ခိုင်မာပျော်ရွှင်တဲ့ relationship တည်ဆောက်ဖို့နီးလန်းနေအများရှိတယ်ဒါပေမဲ့ဒီနေ့ဗီဒီယိုကအဲ့ဒီအတွက်မဟုတ်ဆိုတော့အချစ်ရဲ့ that side တွေကပါလဲအချစ်တစ်ခုတည်းနဲ့အရာအလုံးပြည့်စုံသွားပြီလားဆိုတာကိုဆက်ပြောမယ်အချစ်ဆိုတာကအစပိုင်းပဲရှိသေးတယ်ချစ်တယ်ဆိုတာကအရန်လွယ်တယ်ချစ်မိဖို့ကလည်းအရန်လွယ်တယ်ချစ်မိဖို့ဆိုရင်စားတော့ဆိုင်မှာမျက်နှာချင်းဆိုင်ထိုင်နေုံနဲ့အကြည့်ချင်းတစ်ချက်နဲ့ချက်ဆုံသွားဖို့ပဲလိုတယ်ပြီးတော့ alcohol နဲ့တောက်ထားဖို့လိုတယ်ပြီးတော့တရှင်းတန်ကြားနေရဖို့အဲ့ဒါပဲလိုတယ်အဲ့ဆိုချစ်မိသွားတယ်ဒါပေမဲ့ဆက်ချစ်နေဖို့ကအရန်ခက်တယ်လူတွေကဆက်ချစ်အောင်ဘယ်လိုတင်ရမလဲမသိကြဘူးစိတ်လည်းစိတ်ဝင်စားကြဘူးစာရေးဆရာပြောတဲ့အထဲမှာဆိုရင်လူတွေကတသက်လုံးတင်ယူကြရတယ်ဖုန်းသုံးမယ်ဆိုရင်တော့ဖုန်းကဘယ်လိုသုံးရမလဲတင်ယူရတယ်အကယ်၍မိဘကတာသမီးကိုချစ်မယ်ဆိုရင်တော့ဘယ်လိုမျိုးချစ်ပေးရမလဲဘယ်လိုမျိုးနီလန်းမှန်မှန်နဲ့တွန်တင်ရမလဲဆိုတာတင်ယူရတယ်ဟိုမှာစကားပြောနည်းတို့လူတယောက်ကိုစိတ်ပညာနဲ့ဘယ်လိုလက်ကွက်တွေထောက်ရမလဲအဲ့ဒါအကုန်လုံးတင်ယူကြတယ်ဒါပေမဲ့လူတွေကထူးထူးဆန်းဆန်းအချစ်ဆိုရင်တော့မတင်ယူဘဲနဲ့တယောက်နဲ့တယောက်တိလိမ့်မယ်လို့ထင်ကြတယ်အချစ်စစ်ဆိုရင်ဘာမှတင်ယူစရာမလိုဘာမှလေ့လာစရာမလိုအချစ်နဲ့တွေ့ရင်တခါတည်းတိလိမ့်မယ်အချစ်ကတင်ယူရတဲ့စကေးတစ်ခုတည်းမှပါတယ်ဒါပေမဲ့လူတွေကအချစ်ဆိုတာမတင်ယူရအောင်အချစ်ဆိုတာကတဘာဝအတိုင်းလာမယ်အကယ်၍တဘာဝအတိုင်းမလာရင်အချစ်ကမစစ်လို့အချစ်စိတ်ဆိုရင်ဘာမှမပြောဘဲနဲ့တိလိမ့်မယ်ဘာမှမပြောဘဲနဲ့နားလည်ပေးလိမ့်မယ်ဘာမှမပြောဘဲနဲ့ကိုယ့်ရဲ့စိတ်ကိုဖတ်နိုင်လိမ့်မယ်အားဆိုင်ထုတ်เสียမလို့အချစ်ကသူ့အလိုလိုရောက်လာလိမ့်မယ်အကယ်၍အချစ်အတွက်အားဆိုင်ထုတ်တယ်အချစ်အတွက်နီလန်းနေတုံးနေဆိုရင်အဲ့ဒါကမညီပြလိုက်လုံနေရအဲ့ဒါက mind game နေလုံနေရအဲ့ဒါကဘယ်တော့မှအချစ်စစ်မှာမဟုတ်ဒါမဲ့တိထားမှာတခုကအချစ်ဆိုတာကစိတ်လှုပ်ရှားမှုရင်ခုန်မှုအံ့ဩမှုတွေနဲ့ပြည့်နှက်နေတာဒါမဲ့ကိုကဒီလူကိုပဲဒီဒါမဲ့ဆက်သွားနေတယောက်နဲ့တယောက်ကတော့ညီးငွေးလာမှာပဲအဲ့လိုမျိုးညီးငွေးလာတဲ့အချစ်ကိုကဘယ်လိုမျိုးစိတ်လှုပ်ရှားမှုတွေပြန်ပေးရမလဲကိုကဘယ်လိုမျိုးရင်ခုန်မှုတွေပြန်ပြီးမှအသက်သွင်းရမလဲဆိုတော့ကိုကနီလန်းနေရှာတာโอเคအဲ့မျိုးနီလန်းနေရှာတာဒီတယောက်ကိုချစ်လို့ပေါ့ဒီတယောက်ကိုစိတ်ဝင်စားလို့ဒီတယောက်နဲ့ရေရှည်တွဲချင်လို့လူတွေကမစ조사မအားထုတ်ဘဲနဲ့ fall in လက်ချင်ကြတယ်ချစ်မိချင်ကြတယ် Robert Greene ရဲ့နေရာမှာအရာပြောရမယ်ဆိုရင်လူတွေကဘာမှမအားဆိုင်ထုတ်ရဘဲနဲ့သူချားသူရဲ့ဆွဲဆောင်မှုမှာစီးမျောရတာကိုကြိုက်တယ်ဥပမာ K-pop idol လို့ကိုယ့်ရဲ့ celebrity တွေမင်းသမီးတွေ crush တွေလိုမျိုးတစ်ဖက်သူရဲ့ဆွဲဆောင်မှုမှာတစ်ဖက်သူရဲ့အလအပမှာတစ်ဖက်သူရဲ့အပြောတွေကြားထဲမှာကိုကစီးမျောနေရတာကြိုက်တယ်အဲ့ဒါလူတွေတဘာဝပဲသူတို့ကဘာအားဆိုင်ထုတ်မှုမလုပ်ချင်ဘူးအကယ်၍ तू ကလည်းဒီပုံစံနဲ့ပဲဆက်သွားနေနင်ကပြင်းစရာကောင်းလိုက်တာအချစ်စစ်ကအမြဲတမ်းပျော်ရွှင်မှုတွေနဲ့ပြည့်နေရမှာဆက်လို့ရှောင်မှုနဲ့ပြည့်နေရမှာမဟုတ်လားငါအခုမခံစားတော့အချစ်စစ်မဟုတ်တော့ငါမားခဲ့ပြီးငါနဲ့အရင်တော့အချစ်စစ်ခင်ခဲ့တာဘိုင်ဘိုင်โอเคလူတွေကဘာအားဆိုင်ထုတ်မှမလုပ်ချင်တော့အစမပြောဆက်သွားချစ်ဖို့ကအရင်လေတယ်ဆက်ချစ်သွားဖို့ကအရင်ခက်တယ်စုံတဲ့တွဲရှိရင်ဒါတကယ်အဖြစ်ပြတ်တော့ကောင်မလေးကအဲ့ဒီ relationship ထဲမှာအရင်ပျော်တယ်ကောင်မလေးကလည်းအရင်ချစ်ခင်ရတယ်ကောင်မလေးကအဲ့ဒီ relationship ထဲမှာ तू အနိုင်ရပြီလို့ခံစားရတယ်ကောင်လေးကလည်းအဲ့ဒီကောင်မလေးထမင်းဟစ်ချက်တဲ့အရင်ကူးဆိုင်တဲ့အရင်ကျင့်နာမှုတဲ့အရင်ပေးဆက်ပြီး
တရက်မှာကောင်လေးကသူ့အရန်ပင်ပန်းနေကြောင်းလမ်းခွဲစာရေးပြီးမှကောင်မလေးထားခဲ့တယ်အခုအဲ့ဒီကောင်မလေးကသူ့ရဲ့အဲ့ဒီ relationship ကနေသင်ခန်းစာရယူပြီးအခုလက်ရှိကောင်လေးကိုသူကကောက်ပြန်ချစ်ပေးနေတယ်သင်ခန်းစာကဘာလဲဆိုရင်အဲ့ဒီကောင်လေးကသူဘလို့ပင်ပန်းနေကြောင်းသူဘလို့အချစ်ခံချင်ကြောင်းသူ့ရဲ့လိုအပ်ချက်တွေဘာဖြစ်ကြောင်းအဲ့ဒီကောင်လေးကလည်းပွပွလင်းလင်းမပြောခဲ့ဘူးအဲ့ဒီကောင်မလေးကလည်းသူအရန်ချစ်ခံရတယ်သူအရန်ပျော်တယ်သူ့အတွက် right person ကရောက်လာနေပြီလို့ခံစားနေရတယ်ဒါပေမဲ့အဲ့ဒီကောင်မလေးကကျတော့အဲ့ဒီကောင်လေးကို right person ပြန်မဖြစ်ပေးဘူးတခြားသူကိုကြတော့ဘလို့ right person ပြန်ဖြစ်ပေးရမယ်တခြားသူကိုဘလို့ပြန်ချစ်ပေးရမလဲဆိုတော့ကောင်းမလေးကမသိဘူးပြောချင်တာကအချစ်တစ်ခုတည်းနဲ့မလုံလောက်ဘူးကိုက right person လိုမျိုးအချစ်ခံချင်တယ်ဒါပေမဲ့တခြားသူအတွက်ကြတော့ right person မဖြစ်ပေးဘူးပြောရရင် relationship ကလူတွေထင်တဲ့အတောင်ရိုးရှင်းမနေဘူးရိုးရှင်းလည်းရိုးရှင်းမှာပေါ့ပြီးတော့အချစ်ရတဲ့ side တစ်ခုကကြတော့ကိုချစ်လိုက်တိုင်းကိုနဲ့ like ဖက်မှုရှိတယ်လို့မဆိုလို့ဘူးအချစ်တစ်ခုကိုပဲဦးစားပေးပြီးမရွေးနဲ့လို့မပြောကိုအရန်ချစ်တဲ့ဒီလူနဲ့ပဲအတူတူရုန်းကန်နိုင်တယ်ဆိုရင်တော့ရွေးပေါ့ဒါပေမဲ့ကိုတိထားမှာတစ်ခုကကိုက like ဖက်မှုမရှိဘဲနဲ့ရွေးလိုက်တဲ့အချစ်ကြောင့်တခြားသူတွေထပ်ပို့ပြီးမှရုန်းကန်ရမယ်ပြီးတော့အဲ့ဒီကိုရွေးလိုက်တဲ့သူကလည်းကိုကအချစ်ကိုဦးစားပေးတယ်လို့မျိုးသူကလည်းအချစ်ကိုထပ်ဦးစားပေးရှင်တဲ့စိတ်ရှိအောင်မှာအချစ်ကြောင့်ပြဿနာတွေအခက်ခဲတွေကအယောင်မိန်သွားပြီမဲ့အချစ်ကပြဿနာတွေအခက်ခဲတွေကိုတကယ်မဖြေရှင်းပေးဘူးကိုကချစ်နေချိန်မှာတော့တိမှာမဟုတ်ဒါပေမဲ့ဘေးပတ်ဝန်းကျင်လူတွေကတွေးကြလိုက်မယ်တွေ့ဘူးကြလိုက်မယ်ပတ်ဝန်းကျင်မှာလည်းရှိကြလိုက်မယ်သူတို့နှစ်ယောက်ဘာလို့တွဲလိုက်လဲသူတို့နှစ်ယောက်ကြီးဟာလိုက်ဖက်မှုလည်းမရှိဘူးဘာလို့သူတို့နှစ်ယောက်ကတွဲလိုက်လဲသူတို့နှစ်ယောက်ကယူလိုက်တာလေပြောချင်တာကိုချစ်လိုက်တိုင်းကိုနဲ့လိုက်ဖက်မှုရှိမယ်လို့မဆိုလို့နှစ်ယောက်ကအတွေးအမြင်တွေမတူဘဝပေးအခြေအနေမတူအဲ့ဒါကိုအချစ်ကကြောင်းဝင်ရောက်လာလို့အချစ်တစ်ခုကြောင့်မလို့ကိုယ့်ရဲ့အတွေးအမြင်တွေကိုယ့်ရဲ့ဘဝအခြေအနေတွေကချချလောင်းဆိုပြီးမှတူတော့မှလည်းမဟုတ်ပြီးတော့တချို့အချစ်တွေကကိုယ့်ရဲ့ရီမန်းချက်ကိုယ့်ရဲ့အိမ်မက်တွေကိုပေးဆက်လိုက်ဖို့မထိုက်တန်ဘူးအဲ့လိုပြောလိုက်လို့ဘယ်သူမှကြိုက်ကြမှာမဟုတ်ကိုမမရေးကြတော့မယ်နင်ကအချစ်ဆက်ဆိုတာပါလေတိလားနင်ကအချစ်ဆက်နဲ့ချစ်ဘူးလို့လားဒါပေမဲ့အခုနပြောတော့တာတွေကလူတွေမပြောချင်ကြတယ်လူတွေလက်မခံချင်ကြတယ်အချစ်စစ်ရဲ့ that side တွေလူတွေလက်ခံနိုင်ဒီဖြစ်စေမလက်ခံနိုင်ဒီဖြစ်စေဒါပတ်ဝန်းကျင်မှာရှိနေတဲ့အရာတွေပဲလူတွေကတာအချစ်ကိုသူတို့လူချင်းတဲ့ပုံစံကိုဆွဲသွင်းကြတာဒါပေမဲ့အချစ်ကလက်တွေ့ဆန်လိုက်ပြီဆိုရင်ဘယ်သူမှအဲ့ဒီအချစ်ကိုမလို့ချင်ကြတော့လက်မခံနိုင်ကြတော့ကိုတိုင်ကရုပ်ရှင်တွေဇာတ်ကားတွေမှာတွေ့ရတဲ့ romantic အချစ်မဟုတ်ပဲနဲ့ငါတို့ကိုတိုင်ကဘယ်လိုမျိုးပုံစံနဲ့အချစ်ခံခြင်းလဲတစ်ဖက်သူရောသူတို့အချစ်ခံခြင်းတဲ့ပုံစံတိုင်းငါတို့ကသူတို့တော့ right person ဖြစ်ပေးနိုင်မလားပြီးတော့ငါတို့ပုပ်ပွင့်လင်းလင်းပြောနိုင်မလားပြီးတော့ relationship ကိုတည်ဆောက်နိုင်ဖို့အတွက်ငါတို့မှာအခြေခံအချက်တွေဘာလို့တည်လဲအချစ်တာမကဘူးသူတို့အတွက်အခြေခံကြတဲ့အရာတွေဥပမာလေးစားမှုတွေသူ့အလုပ်အတွက်ထောက်ပံ့ပေးမှုတွေသူ့ကိုနားလည်ပေးမှုတွေအဲ့အရာတွေကိုသူများအတွက်ပေးနိုင်လားအဲ့ဒါတွေအများကြီးလိုတယ်ဂရုမစိုက်ချင်အမှုပညာဆိုတဲ့စာအုပ်ကိုလူတိုင်းသိကြလိုက်မယ်အဲ့ဒီစာအုပ်ရေးခဲ့တဲ့စာရေးဆရာကသူက dating coach လည်းလုပ်ခဲ့ပူတယ်သူကရေရှည်တေချာတဲ့ relationship ကိုတည်ဆောက်ဖို့ဆိုရင်သူ့အတွက်ကအချစ်က40ရာခိုင်နှုန်းဘဝမှာဥတီချက်တူဖို့တန်ဖိုးကကြတော့50ရာခိုင်နှုန်းယုံကြည်မှုကတော့10ရာခိုင်နှုန်းနဲ့အပန်းအနေနဲ့ပြောရင်အပန်းအတွက်ကအချစ်က50ရာခိုင်နှုန်းဥတီချက်တူဖို့က30ရာခိုင်နှုန်းပြီးတော့ကိုချင်းစာတရားရှိဖို့နဲ့တယောက်နဲ့တယောက် grow up ဖြစ်ဖို့က10ရာခိုင်နှုန်းစီပြောချင်တာကတယောက်နဲ့တယောက်အချစ်ခံခြင်းတဲ့ပုံစံတယောက်နဲ့တယောက်ထင်တဲ့အချစ်ပေါ်အမြင်များတူကြမှာမဟုတ်လူတိုင်းကကိုအချစ်ခံခြင်းတဲ့ပုံစံမတူကြမှာမဟုတ်တချို့သူမှဆိုလဲအချစ်စစ်က50ရာခိုင်နှုန်းပတ်စံက10ရာခိုင်နှုန်းဥတီချက်တူညီဖို့10ရာခိုင်နှုန်းအမျိုးမျိုးပြောင်းလဲသွားနိုင်တယ်ဒါပေမဲ့တေချာတာတစ်ခုကကြတော့ရေရှည်ခိုင်မာတဲ့ relationship တည်ဆောက်ဖို့ဆိုရင်အချစ်တစ်ခုတည်းနဲ့တော့မလုံလောက်တာတော့တေချာပါတယ်ဆိုတော့ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲအားလုံးပဲဘိုင်ဘိုင်ပါ